Hello အားလုံးပဲမင်္ဂလာပါစမရာမွန်ကချင် page လေးရဲ့ကြိုဆိုပါရစေ။ဒါလေးကိုရီးယားချီပုံအထူကိုအမြင့်လိုင်းဖြစ်ပါတယ်။ဒါလေးကကြတော့ခဲပြလေးပါ။ခဲပြလေးပေါ်မှာနက်ပြရောင်နှင်းစီတန်လေးတွေပဲဒီကိုရီးယားချီပုံကကြတော့ကျမတို့ဘလို့ချီပုံနေနဲ့မတူတဲ့အချက်ကသူကရင်ရင်လေးပဲလာတယ်။အစင်လေးတွေလည်းရင်ရင်လေးတွေအယောင်လေးတွေလည်းရင်ရင်လေးတွေဒီပေါ်တော့နည်းနည်းလေးဘလို့လဲသူက classic ဘက်ကိုသွားတယ်အငိမ်ဘက်ပေါ့နော်အငိမ်ဘက်ဒီလိုမျိုးဟာတွေကကျတော့နည်းနည်းအသက်အရွယ်ရတဲ့သူတွေနဲ့လိုက်တယ်လွတ်တွေပါတစ်ခွန်းတစ်ခုရတာမတူဘူးကျမဒီနေ့ဒီထဲမှာ2မျိုးလောက်ကျမပြသွားပြီ2မျိုး3မျိုးလောက်သူတို့ကဈေးတန်းလဲမြင့်နေဝိတဲ့အခါကြလို့ရှိရင်သူကထူထူလေးလေးเนาะထူထူလေးလေးလေးဒီအချိန်ကတော့အရန်ကောင်းတယ်6လွယ်တယ်ဒါတွေကလေအလို့ရှုပ်တဲ့သူတွေအတွက်လည်းအရန်ကောင်းတယ်။ဘာလဲဆိုတော့မိဘူးတိုက်ဆရာမလို့เนาะဒီလိုမျိုးလေးကျမတို့ပြီးရင်တက်တောင့်တက်တာအရန်ဖြစ်ပါတယ်။နေရတာလူရဲ့လေဟိုစိတ်ချမ်းသာမှုကိုတော်တော်ပေးစွမ်းနိုင်ရင်ဒါလေးတွေဝယ်လိုက်လို့ရှိရင်ဝစားလေးတွေဝယ်ရတာပေါ့ပြီးတော့ပေါ့နော်။ခဲဒီထဲမှာဒီလိုမျိုးလေးပဲเนาะဒါလေးကကျမတို့ဒါ market ထဲမှာ1000ခွဲ18000ရောင်းနေမျိုးစားဖြစ်ပါတယ်เนาะမျိုးစားချစ်စရာလေးတကယ်ကိုဘိုးဆန်ဆန်လေးနဲ့ခဲနဲ့လို့ပန်းပွင့်လေးနဲ့ပါနော်ဒီမှာခဲနဲ့လို့ပန်းပွင့်လေးနဲ့ပါအခုဒီထဲမှာဒါလေးကတိတ်အများကြီးတော့မရှိပါဘူးကျွန်မထင်တယ်10ရောက်စာလောက်ပဲရှိနေတယ်ဒါတစ်ခိုက်သေးချင်းယူလို့ရှိရင်1000မှာဒါလေးက3ခိုက်တစ်စုံကိုတော့ copy ကတ်ထားပြီးသားတော့3000နဲ့8000ပဲเนาะရန်လာတယ်ဆိုတာတဲ့ကျွန်မတခုပြောချင်တာကဟိုဘယ်လိုလဲဘိုးဆန်နေပေါ့နော်ဘိုးဆန်နေ classic look ဖက်ကိုသွားတယ်အချိန်မျိုးပါเนาะအယောင်ကိုအနုဝတ်ထားပြင်တယ်လို့မကလန့်နေဘူးနော်မကလန့်နေအငိမ်လိုင်းမှာနော်အငိမ်လိုင်းမှာနောက်တစ်မျိုးကျွန်မထပ်ပြပေးမယ်ဒါတွေကကြတော့သူတို့ကနည်းနည်းလေးပါတယ်သူတဲ့နည်းနည်းလေးပါဒါပေမဲ့သူတို့ကကြတော့ချီပွန်အဖုလေးတွေပို့ပေါ်တယ်နော်ပို့ပေါ်တယ်အယောင်လေးလည်းအရန်ချစ်စရာလေးဒါကျွန်မအင်ဂျီမရသေးလို့တချို့ကြတစ်မျိုးလေးဝယ်ရတာအဆင်မပြေဘူးလေနော်ဒီအစလေးတွေဝယ်ရဒါပေမဲ့တချို့ကြတော့လေကျွန်မတို့မဝယ်ထားရင်မဝယ်ပြန်ဘူးနော်ဒါကော့ပိတ်ကတ်ထားပြီးသားလေးဒါလေးက3000ခွဲပါကော့ပိတ်က2ခိုင်းနဲ့တစ်ထွာကတ်ထားပြီးတယ်အကုန်လုံးနေနော်အကုန်လုံးပါတယ်ဒီချီပုံကကြတော့လေဘာလို့လဲအင်ဂျီရဲ့နောက်ကျောဘက်ကိုကော်ပိတ်မကတ်ပဲလွှတ်ထားလို့ရတယ်သူကမမြင်အောင်နော်မမြင်အောင်ဒါလေးကကြတော့အကုန်လုံးနေနော်အကုန်လုံးနေကျမအရင်ကမလောက်ဘူးဆက်ဆိုင်ရပြန်လုံးရတယ်ပြောလို့ကျမအခုအပြည့်ပဲကတ်ပေးလိုက်တယ်ဈေးကဒီဈေးပဲယူထားပြီးတယ်ဒါလေးချစ်စရာလေးနော်အရန်လာတယ်ဒါကျမအင်ဂျီရရင်နော်ကျမထပ်ပြီးတော့ရောင်းပေးမှာပါဘာလို့လဲဆိုအင်ဂျီလေးဝစ်ပြရင်းနေမဟုတ်လို့လေဒါတော့ဒီနေ့တွဲယူချင်လို့ရှိရင်အယောင်လေးကတအားလာတယ်မြေကြီးနုလေးပါမြေကြီးနုလေးချစ်စရာလေးကွယ်နှင်းစီတန်းလေးဒါတော့ကျမတို့တော်တော်များများလူငယ်လေးတွေကြိုက်ပေါ့နုဖက်ဥအပ်နော်နုဖက်ဥအပ်လေးပါတွဲယူခြင်းတဲ့သူတွေဒါကျမဝစ်စုံတော့မရသေးဘူးကျမတွဲပြီးတော့ပြပေးလိုက်တယ်နောက်ထပ်တစ်စုံမှာကျမထပ်ပြပေးလိုက်မယ်လက်စုံလေးတွေရတဲ့အခါကျရင်တော့ထက်ရောင်းပေးမှာဒါလေးကကြတော့ပန်းမိတ်ကနှင်းစီပွင့်လေးအရန်ချစ်စရာကောင်းတယ်နှင်းစီပွင့်လေးတွေမှာပူကျူလေးတွေတေးသေးလေးတွေဖြစ်ပါတယ်နော်အင်ကြီးလေးတွေရကြတစ်ခေါက်စောင်းရမယ်ဆိုရင်အင်ကြီးလေးတွေပြန်ရတဲ့အခါကျတော့တစ်ခေါက်ရောင်းပေးမယ်အရန်လှတယ်ငန်းလှတယ်နော်ဖြန့်ပြပေးမယ်ဒါလေးဒါတွဲယူခြင်းလို့ချွတ်တော့လေအမရဲ့ဟိုကျမတို့ကလည်းဟိုစောင့်နေရတာကြားတယ်ပေါ့နော်ဒါအစ်စ်တွေခုမှအကုန်ဝင်တာနော်အီးနာပဲနော်ဒါလေးဆိုရင်ဝစ်ထားလိုက်ရင်ရင်နေရောပဲပန်းမိကက်ရောင်လေးနော်ဘလို့မဟုတ်ဒီထဲမှာအယောင်ဖော်ပေးလို့မရဘူးနော်အယောင်ဖော်ပေးလို့မရဘူးဖြစ်နေတယ်နော်ဒီရောင်လေးနော်ဒါလေးရဲ့ကျွန်မ3မျိုးပြပေးလိုက်တယ်3မျိုးဆိုရင်တွဲယူရတဲ့လူတွေအတွက်အဆင်ပြေတယ်ဒါကကျွန်မနော်ချီပွန်လေး3,000ရှိတဲ့ထဲမှာအသေးချာကိုရွေးလာတာအဲ့တိုင်းပဲကျွန်မသွားလို့ရှိရင်အချီပွန်ထိုင်မှာချက်လက်ဘက်တွေလဲပြီးတော့မှလေခေါင်းတွေကိုက်ပြီးတော့မှအမြဲပြန်လာတယ်နော်အမြဲပြန်လာတာနော်ဒီလိုမျိုးလေးပါဒါလေးဆိုလဲတအားချစ်စရာကောင်းတယ်နော်ဒါလေးတွေကတော့ကျွန်တော်တို့သွားလာအတွက်ဝေးပျော်တယ်ပြီးရင်ဘယ်နောက်ထပ်အားသာချက်တစ်ခုကဘယ်ဆက်သမားမဆိုလွယ်လွယ်ကူကူချုပ်တတ်တယ်သူ့လေနော်လွယ်လွယ်ကူကူချုပ်တတ်တယ်ဒါကြောင့်မို့လို့ဟိုဝေးရတာစက်ခဈေးအရင်မကြည့်ပဲနဲ့နေဟာမျိုးတွေ1000ခွဲတို့1800တို့အဲ့လိုမျိုးလေးတွေမှာချုပ်ပေါ်တော့အဲ့လိုမျိုးလေးတွေချုပ်ဝင်လို့ကောင်းတဲ့အထည်မျိုးလေးတွေပါကဲအားလုံးလည်းကျေးဇူးတင်ပါတယ်ကျမချမ်းသာကြပါစေ